ပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ Golden Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာပရိသတ်တွေကိုဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့တမန်တော်ကြီးစိန်ပေါလုအကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်အကြောင်းအရာလေးမဝေမျှခင်မှာပရိသတ်တွေက channel လေးကို like နဲ့ subscribe လေးနဲ့ဘေးနားခေါင်းလောင်းလေးကိုနှိပ်သွားဖို့တောင်းဆိုပါရစေပရိသတ်များရှင်တမန်တော်ကြီးစိန်ပေါလုဟာဆိုလို့ရှင်သူ့ရဲ့အကျင့်ကိုပြုပြင်ပြောင်းလဲနိုင်တဲ့သူတယောက်အပြင်ခရစ်တော်ကိုရှံပြတဲ့သူတယောက်လည်းဖြစ်ပါတယ်။တာဆုမြို့ကစောလူဟာဂျူးဘာသာရေးဥပဒေတွေရဲ့ရှုပ်ထွေးနှင့်နေတဲ့တည်င်းအချက်လက်စုံကိုဖြည့်ဆည်းလိုက်နာလိုတဲ့အတွက်ကြောင့်စိတ်အားထက်သန်စွာစက္ကန့်အနံနဲ့ဂျူးလူမျိုးတယောက်ဖြစ်သည်။ဉာဏ်ပညာချက်မြတ်တဲ့လူငယ်ဂျူးဟာစိတ်ပြည့်စရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကိုကြုံတွေ့ခဲ့ပါတယ်။သူမှာမကန်စွာကျင့်ကြံပြုမှုဖို့အတွက်ပို့ပြီးတော့မှအားအင်စိုက်ထုတ်လေးသူမျိုးမှန်းချတဲ့အဲ့ဒီစံချားရဘဝကနေအနောက်သို့သာပြန်ချပြီးတော့မှပို့ပြီးတော့မှအလံဝေးလေးဖြစ်ခဲ့ပါတယ်သူဟာဖြောင့်မတ်မကန်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖို့အတွက်စိတ်ပိုင်းဖြတ်ချပါတယ်ဒါပေမဲ့လည်းသူရဲ့ရည်မှန်းချက်ပန်းတိုင်ကိုမရောက်ရှိခဲ့ပါဘူးသူဟာထင်ယောင်ထင်မှားဖြစ်မှုတွေခံစားလာရတော့ဂျူးဘာသာရဲ့ဥပဒေတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာစောင့်ထိန်ခြင်းဟာဖျားသခင်ကိုကြည်နဲ့အားရစေတယ်ဆိုတဲ့အကြောင်းကိုသင်ရဖြစ်လာတယ်။သူဟာကိုယ်ကျင့်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တူဖြစ်တာညှင်းဆိုဖွယ်မရှိပါ။သူ့ကိုသိရှိခေါ်ပြောတဲ့လူတိုင်းဟာသူ့ရဲ့ကောင်းကြောင်းကိုသက်သေခံကြတယ်။ဒီနေ့ခေတ်ခရစ်ယာန်ဘာသာဝင်အများအပြားဟာတာဆုမြို့ကစောလူလိုမျိုးပဲကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့်ပေါ့နော်ဖျားသခင်ရဲ့မျက်နှာကိုရရှိတယ်ဆိုတဲ့စည်းစနစ်တစ်ခုရဲ့ချဲ့လဲမှုအောက်မှာထောင်ချောင်းမိနေတယ်ဆိုတာကိုမသိကြပါဘူးတရားဥပဒေအဖြစ်ဖြောင်းမှတ်ခြင်းရောက်ရ၏ဆိုတဲ့အဆိုကြောင့်လို့စိတ်အားထက်သန်လာတဲ့စောလူဟာခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တယ်အဲ့ဒီအကြောင်းဟာခက်ခဲရှုပ်ထွေးပြီးတော့မျက်နှာသွင်းပြင်းစုံလင်လာတဲ့အကြောင်းကိစ္စတစ်ခုဖြစ်ပါတယ်ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့သူရဲ့မိယိုးဖလားလက်ခံခဲ့တဲ့ဘာသာရေးကိုအားမလို့အားမရဖြစ်ပြီးတော့ကျေနပ်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဘလို့ပဲအကြောင်းကိစ္စကြောင့်ဖြစ်နေပါစေစောလူဟာဆိုရင်အသက်အရွယ်နှုတ်နယ်သေးတဲ့ခရိယန်သင်းတော်ကြီးအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာပါတယ်ခရိယန်တွေရဲ့ပထမဆုံးဓမ္မသူရဲကောင်းဖြစ်တဲ့စတေဖာနုကိုကြောက်ခင်နဲ့ပြစ်ပေါက်ပြီးတော့မှတတ်တဲ့အချိန်တုန်းကစောလူဟာအနီးနားမှာရှိခဲ့ပြီးတော့သူတို့ရဲ့လုပ်ရက်ကိုအားပေးထောက်ခံခဲ့တဲ့သူတယောက်ပါတမန်တော်ဝတ္ထုခန်းကြီး9မှာစောလူရဲ့အကျင့်ပြောင်းလဲခြင်းအကြောင်းကိုဖော်ပြရေးသားထားတယ်။စောလူဟာခရိယန်တွေကိုဖမ်းဆီးဖို့နဲ့သူတို့ကိုဂျေရုဆလင်မြို့ကိုခေါ်ဆောင်ပြီးတော့မှပြစ်ဒဏ်ပေးဖို့အတွက်ဖမ်းမိတ်ပါစာတန်းနဲ့တူဒမတ်စကုမြို့ကိုအသွားလမ်းပေါ်မှာမချင်မတဲ့ဖြစ်စဉ်တစ်ခုနဲ့ကြုံတွေ့ခဲ့ပါတယ်။သူ့ရဲ့ခီးလက်မှာကြီးမားတောက်ပတဲ့အလင်းလုံးဟာသူ့ကိုမရွေ့လျားမလှုပ်ရှားနိုင်အောင်ဟပ်တာပြီးတော့ရှင်ပြန်ချမ်းမြောက်တဲ့ခရစ်တော်ဟာသူ့ကိုအဲ့ဒီလိုညှဉ်းပန်းခဲ့ပါတယ်။စောလူအဘဲကြောင့်ငါ့ကိုညှဉ်းပန်းနှိပ်စက်ရတဲ့နည်းသူဟာအဲ့ဒီအလင်းနဲ့ကြောင့်မျက်စိကွယ်ပြီးတော့ဒမတ်စကုကိုရောက်ဖို့အတွက်သူ့ကိုတွဲခေါ်သွားရတယ်။အနာနိယအမည်ရှိတဲ့ခရိယန်တူဟာဆိုလို့ရှိရင်တခင်ခရစ်တော်ရဲ့အမိန့်တော်ကိုရရှိတဲ့အတိုင်းပဲသူ့စီကိုရောက်ရှိလာပြီးတော့သူ့ရဲ့အမြင်အာရုံကိုအကောင်ပဂရိပင်ဖြစ်စေပြီးသူ့ကိုစီချိုချင်းမင်္ဂလာပေးခဲ့တယ်တဲ့။အဲ့ဒီအနေစပြီးတော့မှအံ့အားသင့်စရာပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။သူဟာသခင်ယေရှုသည်ဖခင်၏သားတော်ဖြစ်သည်ဆိုတဲ့သတင်းစကားကိုကျင်းညာဟောပြောပြီးတော့လူထုကြားမှာတရားဟောခြင်းသူစတင်ခဲ့တယ်။ဘောလုံးရဲ့ဒီပြောင်းလဲမှုဖြစ်စဉ်အားဆိုလို့ရှိရင်သမိုင်းသက်လျှောက်လူသမိုင်းသက်လျှောက်မှာဆိုရင်အထင်ကြီးအရှိဆုံးဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်။ခရစ်တော်ရဲ့ကားစင်တင်သက်ခံရခြင်းနဲ့ဘဝရဲ့အနှိမ့်အတိတ်ပင်နဲ့ပတ်သက်ပြီးတော့ဝိညာဉ်ရဲ့အမြင်တွေရေးသားထားတဲ့ပေါလုရဲ့စာဆောင်များဆိုလို့ရှိရင်ခရိယန်တွေရဲ့အခြေခံယုံကြည်ရာအချက်တွေအတွက်အများကြီးအထောက်အကူပြုတဲ့စာပေရင်းမြစ်တွေနဲ့စိတ်ဝင်စားစရာကောင်းပြီးတော့မှထူးခြားတဲ့တွင်ပြင်လက္ခဏာတွေဖြစ်လာခဲ့ပါရှင်။ကျမမိတ်ဆွေပရိသတ်များရှင့်အခုဝေမျှပေးသွားတာတော့တမန်တော်ကြီးစိ
စိတ်ပေါ်လူအကြောင်းကိုဝေမျှပြီးသွားတာဖြစ်ပါတယ်။ဝေမျှပြီးသွားတဲ့အကြောင်းအရာကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကို like နဲ့ subscribe လေးနဲ့ဘေးနားခေါင်းလုံးလေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်။အဆုံးထိလိုက်ပါပြီးနားဆင်ပြီးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။